ကြောင်တွေမောင်ကြီးပြောပြမယ်ဒီရောသမိုးရှင်လေးလေးအိမ်သူလေးတော့ဖြစ်စေခြင်းနဲ့ချီရင်လခဏခဏမေးတာစိတ်မဆိုးနေဖို့ရာသူချောလေးရဲ့ချစ်တဲ့သူမောင်တထားရဲ့ချစ်တဲ့ကြောင်တွေမောင်ကြီးပြောပြမယ်ချစ်ရောသမိုးရှင်လေးလေးအိမ်သူလေးတော့ဖြစ်စေတဲ့နဲ့ချစ်ရင်လခဏခဏမေးတာစိတ်မဆိုးနေဖို့ရာသူချောလေးရဲ့ကျွန်တော်ချစ်တဲ့ရာသူကလေးကရာတွေတိုင်းမှနေပါတယ်ကျွန်တော်ကတော့ရကုန်သားပါချစ်တဲ့ကြောင်လေးပြောပြခြင်းလို့တကယ်ဖြစ်စေခြင်းနဲ့ချစ်ရင်လခဏခဏမေးတာစိတ်မဆိုးနေဖို့ရာသူချောလေးရဲ့ကျွန်တော်ချစ်တဲ့ရာသူကလေးကရာတွေတိုင်းမှနေပါတယ်ကျွန်တော်ကတော့ရန်ကုန်သားပါအေးရမြေမှာခြေချခြင်းလို့တကယ်ရှိရမယ်နဲ့ဒီမောင်ဟင်းနှလုံးသားလေးမမေးလေးတယောက်သာဆုံးမနိုင်လုံးတဲ့ဖြူစင်တော့တဘောကောင်းလို့ရဲ့စတင်ပွဲလို့ဝေရှာမကုန်နဲ့သူသားဟဲ့စကားလေးများနဲ့ဒီလူချင်းကိုဆုံးမနိုင်လုံးတဲ့အေးရသမို့ဖေးမေးသားတော့ဖြစ်ချင်ပါတယ်ချစ်တဲ့သူမောင်တထားရဲ့ချစ်တဲ့ကြောင်တွေမောင်ကြီးပြောပြမယ်ဒီရောသမိုးရှင်လေးလေးအိမ်သူလေးတော့ဖြစ်စေတဲ့နဲ့ချစ်ရင်လခဏခဏမေးတာစိတ်မဆိုးနေဖို့ရာသူချောလေးရဲ့ကြံကုန်တဲ့စကိုင်းတိုင်းထဲမှာမိမချောလေးများရှိတာမှန်နဲ့ဒီမောင်ရင်နှလုံးသားလေးမှာမင်းလေးတယောက်သာဆုံးမနိုင်လုံးတဲ့ဖြူစင်တော့သဘောကောင်းစတဲ့ပွဲလို့ဝေရှာမကုန်နဲ့ချိုးသားတဲ့စကားလေးများနဲ့ဒီလူရင်ကိုလောက်ခန့်နိုင်လုံးတဲ့ချစ်မိသူဒီတယောက်လေးသာထာဝရဆုံးတွေကရည်ရွယ်တရားမပြောင်းရင်သူကောင်းမဖြစ်တဲ့အေးအတိုင်းမှမင်းနဲ့ချေချာမယ်